မိတ်ဆက်ပေးလိုက်တော့ကိုကြီးကတွေ့တယ် ပေါ်တယ်စင်းနေပေါ်တယ်ရတယ်ဒါလေးနာမည်လေးနဲ့မဆုံးဟုတ်ကဲ့ကျွန်တော်ပြောဒီရပေးတဲ့အကုန်လုံးဘယ်လိုပဲတည်တည်တို့အနုပညာဖွင့်သားတွေသိသွားအောင်လို့သိတယ်ဒါလေးနာမည်ဘယ်လိုလဲ ကျွန်တော်လည်းဂျော်ဒန်ဖြိုးလို့ပြောရတယ် ကျော်လွင်ဖြိုးကျော်စင်ဖြိုးဟောကျော်စင်ဖြိုးကငါနာမည်နဲ့ခက်ချင် လေးနာမည်ဘယ်လို ပေါ့ကျော်ကျော်ရင်တူဟုတ်တယ် ဘုံကနောက်မှာ အဲ ဒီနေ့ကရှေ့မှာ ငါရှိရသွား ဟော မှာ ရှေ့ရသွားမှာ အေးဘယ်လိုငါသွားရင်မင်းနောက်ကလိုက်ခဲလားငါရှိရသွားရင်မင်းနောက်ကလိုက်ခဲလား နောက်ကလည်းခေးတယ် ဘယ်နေအဲ့ဒါကနေမှာအဲဆိုမဒီစင်းကစိတ်ချလိုက်နေမှာ ဝင်သွားတယ် ရှိုးဝင် ဟုတ်ကဲ့ နော် ဆိုမဲ့ဒီချင်းလေးကမောက်စီချောင်းသူ မသိတော့ဆိုတော့ရှိုးတဲ့ဝင်တော့တော့ပါပဲအစီပြေတော့နော်နောက်က KBC ရာကြီးကျွန်တော်တို့လုတ်ရှာနေတဲ့အချိန်လေးမှာအဲ့တော့ဟေးတိတ်ကလေးမပြောကြဘူး ဘာဖြစ်လဲ ပြောမခံရင်ဒီတော့လာပို့ပါ အေးဒီဇိုင်းတော့ဝင်ပေးပါအေးအဲ့လိုပြောလို့ရတယ်ဟောစီးပွားရေးတော့ ငါလည်းတော့ရင်းနေစား စီးပွားရေးတော့ဟော အဲ့တော့မြစ်တဲ့ကမှပမာဏ ဟုတ်ကဲ့ မြစ်တာလေးမှာမှန်တယ်မှာပြုံးကြည့် ပြုံးပြန်မြင်ရနော်ဟုတ်ကဲ့ မှန်တယ်မှာမဲ့မဲ့ကြည့် မဲပြန်မြင်ဟုတ်ကဲ့ အဲ့ဒါကြောင့်မလို့ဒီလေးသူလေးနဲ့အလူတကအလူပါဒီ မဲ မြစ်တာနဲ့စေတနာနဲ့လူတာ မှန်တယ်ဗျာဟုတ်ကဲ့ မြစ်တာနဲ့စေတနာနဲ့လူတဲ့နေရာမှာစေတနာဒီစိတ်တလုံးနဲ့ပါ ဟုတ်ကဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားဒီစိတ်တလုံးနဲ့ပါ စိတ်တလုံးနဲ့ပါ စိတ်တလုံးကိုအဓိကထားပြီးတော့ ဟုတ်ကဲ့ လူကြပါ မှန်တယ် နော်ဘယ်ဟာမှမတွေ့တော့နဲ့ဘာတွေပဲဖြစ်ဖြစ်နောက်ကြောင်းကိုပြက်လှက်မကြည့်နဲ့ နောက်ဆံမတင်းနဲ့ နောက်ဆံမတင်းနဲ့ ဟုတ်ကဲ့ နော် မှန်ရဲ့ စိတ်ကဆုံးဖြတ်မှုတစ်ခုတည်းနိဗ္ဗာန်ရောက်ကြောင်းတရား တမိုးရှိလိုက်ကြ နော် ဟုတ်ကဲ့ ဒါကြောင့်မလို့သင်ပြပါ ရှင်းပြောင်းပါ အဲ့တချင်း ဟောကိုကြီးမခင်လေးကြီးလို့မရဘူး ဟောဟိုကိုကြီးရဲ့အောက်ခံပေါင်းပြီဟုတ်ပါဘူးမခင်နေကြီးကဲပြောပြတင်ဆက်မဲ့ဒီချင်းလေးကတောင်းပါပြီတဲ့နော်မောင်စီးချောင်းသူကဒီနေ့ခွင့်မရလို့ပြန်မလာပါဘူးတဲ့နော်အဲ့တော့ကိုကိုကြီးရဲ့မခင်နေစီပဲနော်ဆိုပါမယ်တဲ့နော်သိတယ်ရှင်လက်မိုက်ရဲ့အိမ်ရဲ့ဝါဝါလေးနဲ့စနေမဟုတ်ဘူးလေးကြာကိုရိုတိတ်နေနဲ့လူရှင်တော်တွေပြတ်တိတ်နေနဲ့ဟိုပြီးအခုဒီနေ့ပွဲလာတဲ့ပွဲတော့ဖြစ်မယ်ဖြစ်မယ်ဟိုလူရှင်တော်တွေကအပေါ်ပြအောက်ကတိတ်နေပြီးခဲ့တဲ့ပွဲတော့အဲ့ဒါလူရှင်တော်ကအပေါ်ပြအောက်ကအတော်ကြီးရေးရအားရပါရရေးတာအပေါ်ကနောက်ပင်တက်ချိန်သွားလို့အဲ့ဒါသိကန်သွား မင်းအဲ့ရတယ်မဟုတ်ဘူးအဲ့ဒါမင်းဟာအဲ့ကလေးကလည်းတိုးတက်နေတယ် လွတ်တိုက်နေတယ် လူကြီးကမင်းတော့